အားလုံးပဲမင်္ဂလာပါ Christ Center Ministry မှာပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့မှာအတူတကွဆင်ခြင်ဖို့ရန်အတွက်ဝိညာဉ်ရေးရာ၌ကြီးထွားရင့်ကျက်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့အနည်းငယ်ခွန်အားပေးခြင်းပါတယ်ယုံကြည်သူတယောက်ကဘာကြောင့်ကျမ်းစာဖတ်ဖို့လိုအပ်တာလဲဘာကြောင့်ကျမ်းစာဖတ်ရတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့တိပေခန်းကြီးနဲ့အငယ်နှစ်ကိုအခြေခံပြီးတော့ကျွန်တော်ဒီနေ့မှာအနည်းငယ်ခွန်အားပေးခြင်းပါတယ်တိပေခန်းကြီးနှစ်အငယ်နှစ်ထဲမှာနှုတ်ကပတ်တော်ကဒီလိုပြောထားပါတယ်သခင်ဘုရားဒီဂျေဇုပြုတော်မူကြောင်းသင်တို့ဒီမြည်စမ်းကြပြီဖြစ်၍ဝိညာဉ်ရေးရာဆိုင်ရာနှိုးရည်အစစ်အားဖြင့်ကယ်တင်ခြင်း၌ကြီးထွားရန်မွေးကင်းစကလေးငယ်များကဲ့သို့နှိုးရည်ကိုတောင့်တကြလို့ဆိုပြီးတော့နှုတ်ကပတ်တော်ထဲမှာပြောထားပါတယ်ဒီကျမ်းပိုင်းနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာကျွန်တော်အချက်၃ချက်နဲ့ဝင်ငါတိုက်သွင်းခွန်အားပေးတော့မှာဖြစ်ပါတယ်ပထမချက်အနေနဲ့ယုံကြည်ခြင်း၌ကြီးထွားဖို့ရန်အတွက်ပဲဖြစ်ပါတယ်ယုံကြည်သူတယောက်ကဘာကြောင့်ကျမ်းစာဖတ်ရတာလဲဆိုလို့ရှိရင်တော့ယုံကြည်ခြင်း၌ကြီးထွားဖို့ရန်အတွက်ဖြစ်ပါတယ်တိပေခန်းကြီးနဲ့အငယ်နှစ်ထဲမှာယုံကြည်သူတယောက်ယုံကြည်ခြင်း၌ကြီးထွားဖို့ရန်အတွက်ကလေးငယ်တယောက်ကမိခင်ရဲ့နှုတ်ရည်ကိုတောင်းတတဲ့ကဲ့သို့ဘုရားသခင်ရဲ့နှုတ်ကပတ်တရားတော်ကိုတောင်းတဖို့နှုတ်ကပတ်တရားတော်၌မွေ့လျော်ဖို့ရန်အတွက်နှုတ်ကပတ်တော်ထဲမှာယုံကြည်သူတွေကိုတိုက်တွန်းခွန်အားပေးတာကိုကျွန်တော်တို့တွေ့ရပါတယ်။ရှင်မဿဲခရစ်ဝင်ခန်းကြီး၄အငယ်၄ထဲမှာလူတွေမုတ်အားဖြင့်အသက်မရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အားဖြင့်သာလျှင်အသက်ရှင်ရမှာဖြစ်ကြောင်းကျွန်တော်တို့နှုတ်ကပတ်တော်ထဲမှာကျွန်တော်တွေ့ရပါတယ်။ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာဝိညာဉ်ရေးရာနှုတ်ရည်နဲ့တူကြောင်းတစ်ပေခန်းကြီးနဲ့အငယ်နှစ်ထဲမှာကျွန်တော်တို့တွေ့ရပါတယ်။ကလေးငယ်တယောက်ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးရအတွက်မိခင်ရဲ့နှုတ်ရည်လိုအပ်တယ်လို့ယုံကြည်သူတယောက်အနေနဲ့လည်းယုံကြည်ခြင်းနဲ့ကြီးထွားရင့်ကျက်ဖို့ရအတွက်နှုတ်ကပတ်တော်၌မြည်ဝေးစေကတ်တော်သူဖြစ်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ယုံကြည်ခြင်းနဲ့ကြီးထွားဖို့ရအတွက်အကောင်းဆုံးသောနည်းလမ်းကတော့တမန်ကျမ်းစာဖတ်ရှုခြင်းတမန်ကျမ်းစာနှုတ်ကပတ်တရားတော်ကိုနေ့စဉ်နဲ့အမျှလေ့လာခြင်းအားဖြင့်သာလည်းကျွန်တော်တို့ယုံကြည်ခြင်း၌ကြီးထွားရင့်ကျက်မှာဖြစ်ကြောင်းပထမချက်အနေနဲ့ခွန်အားပေးခြင်းပါတယ်ဒုတိယချက်အနေနဲ့ဝိညာဉ်ရေးရာကြီးထွားရင့်ကျက်ဖို့ရအတွက်ဖြစ်ပါတယ်။ယုံကြည်သူတယောက်ပါကြောင့်ကျမ်းစာလေ့လာဖို့ဖတ်ရှုဖို့လိုအပ်တာလဲဆိုလို့ရှိရင်တော့ဝိညာဉ်ရေးရာကြီးထွားရင့်ကျက်ဖို့ရအတွက်ဖြစ်ပါတယ်။ယုံကြည်သူတယောက်ကခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ပြီးယုံကြည်လက်ခံတာနဲ့ကျွန်တော်ရဲ့အသက်တာတစ်ခါတည်းကြီးထွားရင့်ကျက်တာမဟုတ်ပါဘူး။ကျွန်တော်တို့နှုတ်ကပတ်တော်ကိုကျွန်တော်တို့လေ့လာရမယ်၊ဆင်ခြင်ရမယ်။တမန်ကျမ်းစာကိုစနစ်တကျဖတ်ရှုရမယ်ဖခင်ရဲ့အလိုတော်တိုင်းအသက်ရှင်ဖို့ကျွန်တော်တို့လိုက်လျှောက်ရမယ်အရာတွေအများကြီးရှိပါသေးတယ်ဒါမှဒါလျှင်ကျွန်တော်တို့ဝိညာဉ်ရေးရာ၌ကြီးထွားရင့်ကျက်မှာဖြစ်ပါတယ်ဟေဘရဲခန်းကြီးကအငယ်7ကနေ14အထိကိုကျွန်တော်ကြည့်တဲ့အခါမှာကျမ်းစာကိုပုံမှန်လေ့လာခြင်းမရှိတဲ့ယုံကြည်သူတယောက်ရဲ့အသက်တာဟာဝိညာဉ်ရေးရာ၌ဘာမှမတိမနာလေသောနှုတ်ဆုကလေးငယ်တယောက်အသက်တာနဲ့သူကြောင့်ကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်ယုံကြည်ခြင်းနဲ့ကြီးထွားဖို့ဝိညာဉ်ရေးရာနဲ့ကြီးထွားရင့်ကျက်ဖို့ရန်အတွက်နှုတ်ကပတ်တော်ဖတ်ရှုခြင်းဟာယုံကြည်သူတွေရဲ့အသက်တာမှာအမတန်မှအရေးကြီးကြောင်းဒုတိယချက်အနေနဲ့ခွန်အားပေးခြင်းပါတယ်။တတိယချက်အနေနဲ့အသက်တာ၌ထိရောက်မှုရှိရန်အတွက်ဖြစ်ပါတယ်။နိတိခန်းကြီး3အငယ်16ကနေ19ကိုကျွန်တော်ကြည့်တဲ့အခါမှာတမန်ကျမ်းစာဟာဘုရားသခင်မုတ်သွန်းတော်မူသောစကားတော်ဖြစ်ပြီးတွင်တင်ခြင်းဆုံးမခြင်းပြုတ်ပြင်ခြင်းဖြောင့်မတ်စွာအသက်ရှင်ခြင်းအပြင်ဂျေဇုပြုတော်မူတယ်လို့ကျွန်တော်နှုတ်ကပတ်တော်ထဲမှာတွေ့ရပါတယ်နှုတ်ကပတ်တော်ကဖခင်ရဲ့အလိုတော်အတိုင်းဘယ်လိုမျိုးအသက်ရှင်ရမလဲဆိုတာတွင်တင်ဆုံးမပေးုံတမကအသက်တာပြောင်းလဲဖို့ဖြောင့်မတ်စွာအသက်ရှင်ဖို့ရအတွက်အသိပညာဉာဏ်ပညာနီးလန်းတွေကိုလမ်းညွှန်ပေးတဲ့အကောင်းဆုံးသောတမန်ကျမ်းစာအုပ်ပဲဖြစ်ပါတယ်ဒါကြောင့်နှုတ်ကပတ်တော်ဖတ်ရှုခြင်းဟာအသက်တာထဲမှာမဖြစ်မနေလှုပ်ဆောင်ရမယ့်အရာဖြစ်တယ်လို့အသက်တာထဲမှာထိရောက်မှုရှိရအတွက်နှုတ်ကပတ်တော်ဟာယုံကြည်သူတွေရဲ့အသက်တာမှာဖတ်ရှုရမယ်မဖြစ်မနေဖတ်ရှုရမယ့်အရာဖြစ်ကြောင်းတတိယချက်အနေနဲ့ခွန်အားပေးချင်ပါတယ်ဒါကြောင့်ဒီနေ့ယုံကြည်သူတယောက်ဖြစ်တဲ့အခါမှာဝိညာဉ်ရေးရာနဲ့ကြီးထွားရင့်ကျက်ဖို့ရအတွက်ကလေးငယ်တယောက်ကမိခင်ရဲ့နှုတ်ရည်ကိုတောင့်တတကယ်တော့ကျွန်တော်ရဲ့အသက်တာထဲမှာလည်းယုံကြည်ခြင်းနဲ့ကြီးထွားဖို့ဝိညာဉ်ရေးရာနဲ့ရင့်ကျက်ဖို့နဲ့အသက်တာထဲမှာထိရောက်စွာအသက်ရှင်ဖို့ရအတွက်နှုတ်ကပတ်တော်ကိုနေ့စဉ်နဲ့အမျှဖတ်ဖို့လိုအပ်ကြောင်းဒီနေ့ Christ Center Ministry ဖိတ်ကနေအနည်းငယ်ခွန်အားတိုက်တွန်းပေးချင်ပါတယ်အရောက်ချင်းစီလိုက်ဖျားခင်ကောင်းချီးပေးပါစေ